Declan Rice နဲ့ David Raya ကြောင့်သာမဟုတ်ရင်အာဆင်နယ်အသင်းဟာဒီပွဲစဉ်မှာရှုံးသွားနိုင်တဲ့အနေအထားတစ်ရက်မှာရှိခဲ့ပါတယ်ဒီကနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းတေးတမှတ်ရခဲ့တာဟာဒီကစားသမား2ယောက်ကြောင့်လို့ပြောရင်လည်းမမှားပါဘူးအားလုံးပဲမင်္ဂလာပါအာဆင်နယ်ကဏ္ဍမြန်မာရဲ့ Facebook TikTok နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အာဆင်နယ်အသင်းက Premier League ပွဲစဉ်28အဖြစ်အာဆင်နယ်အသင်းက Manchester United အသင်းရဲ့အင်ကွင်း Old Trafford မှာအဝေးကွင်းဖြစ်သွားရောက်ရှင်ပြိုင်ကစားခဲ့ပြီးတော့တစ်ဖက်တစ်ဂိုးစီတရေကျပြီးတော့တရေတမစီခွဲယူခဲ့ကြတယ်ဒါကြောင့်မလို့အာဆင်နယ်အသင်းကဒီယာဒီမှာ Premier League ပွဲစဉ်28ပွဲကစား15ပွဲနိုင်10ပွဲတရေ3ပွဲရှုံးရမှတ်55မှတ်နဲ့ Premier League မှတ်ပေးစရာရဲ့အဆင့်2နေရာမှာဆက်လက်ရပ်တည်နေပါတယ်ကျွန်တော်ကအဲ့ဒီပွဲစဉ်အကြောင်းအရာလေးတွေကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အာဆင်နယ်အသင်းကတော့ထုံးစံအတိုင်းပဲ 4-3-3 ဆိုတဲ့ကစားကွက်နဲ့ပဲဆက်လက်ပွဲထွက်လာတယ်ဂိုးသမားနေရာမှာ David Raya နောက်တန်း4ယောက်နေရာမှာ Benjamin Cancel မှာ Carla Fiori Center Back 2ယောက်နေရာမှာ Gabriel Saliba နဲ့ညာတော်မန် Cancel မှာ Julian Timberကွင်းလင်3အောင်ကြည့်မယ်ဆိုလို့ရှိရင်ကွင်းလင် Cancel မှာ Thomas Partey သူ့ရဲ့ရှေ့မှာ Declan Rice နဲ့ Odegaard တိုက်စစ်3အောင်နေရာမှာဘယ်တောင်မန်တိုက်စစ်မှာ Leandro Trossard ညာတောင်မန်တိုက်စစ်မှာ Ethan Nwaneri နဲ့အထောင်တိုက်စစ်နေရာမှာ Mikel Merino တို့ပွဲထွက်လာခဲ့ပါတယ် Manchester United အသင်းဘက်ကလည်းသူတို့ရဲ့အင်ဂျီအာဘီလူစင်းနဲ့ Arsenal အသင်းကိုသူတို့အခမ်းရှင်ပြိုင်ကစားတယ် Manchester United အသင်းရဲ့ဒီနေ့ကစားကွက်ကရှင်းတယ်အာဆင်နယ်အသင်းကိုသူတို့ low block mid block နဲ့ပိတ်ထားမယ်အာဆင်နယ်အသင်းရဲ့ဘောလုံးအပြတ်တွေကနေမှတဆင်သူတို့အာဆင်နယ်အသင်းကိုပြန်ပြီးတော့ quick transition counter တွေနဲ့အာဆင်နယ်အသင်းဘက်ကိုသူတို့ပြန်ပြီးတော့ထိုးနှက်မယ်အာဆင်နယ်အသင်းဘက်ကတော့သူတို့ရဲ့ထုံးစံအတိုင်းသူတို့ပါပဲဘောလုံးယူထားမယ် build up တွေတဲမယ် possessional play ကစားမယ်အခွင့်အရေးတွေဖန်တီးမယ်ဂိုးသွင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့အာဆင်နယ်အသင်းကကစားတယ်ဒါပေမဲ့ Premier League ရဲ့အသင်းတိုင်းဒီအာဆင်နယ်အသင်းအထာကိုနက်လာပြီးအာဆင်နယ်အသင်းကို mid block low block နဲ့ကစားလိုက်တဲ့အခါမျိုးတွေမှာအာဆင်နယ်အသင်းဘာမှမလုပ်နိုင်တော့ဘူးဆိုတာ Premier League ရဲ့အသင်းတွေအားလုံးကသိလာပြီးဒါကြောင့်မလို့အာဆင်နယ်အသင်း Premier League မှာအခုဆိုလို့ရှိရင်3ပွဲဇက်တိုက်နိုင်ပွဲပျောက်တဲ့အနေအထားတစ်ခုမှရောက်လာတယ်အာဆင်နယ်အသင်းဒီယာဒီမှာရှုံးပွဲဟာ3ပွဲပဲရှိသေးတယ်ဆိုပေမဲ့ဒီယာဒီအာဆင်နယ်အသင်းရဲ့ Premier Leagueစူဖလာကြီးဝေးကွာသွားစေတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီယာဒီမှာတရေပွဲ10ပွဲထိရှိပါတယ်အဲ့ဒီအာဆင်နယ်အသင်းတရေချခဲ့တဲ့10ပွဲစလုံးကိုကြည့်မယ်ဆိုလို့ရှိရင်အထူးသဖြင့်ဒီ Manchester City အသင်းနဲ့ပွဲစဉ် Liverpool အသင်းနဲ့ပွဲစဉ်အဲ့တရေချတဲ့ပွဲစဉ်တွေကိုဖယ်လိုက်မယ်ဆိုလို့ရှိရင် Brighton, Fulham, Everton, Aston Villa, Nottingham Forest အဲ့ဒီအသင်းတွေကိုအာဆင်နယ်အသင်းတရေချခဲ့တာကိုကြည့်ချင်းအပြင်အဲ့ဒီအသင်းတွေအားလုံးဒီအာဆင်နယ်အသင်းကို mid block low block ပိတ်ပြီးတော့အာဆင်နယ်အသင်းကိုဒုက္ခပေးသွားခဲ့တာကြီးပဲတချို့အသင်းတွေဆိုလို့ရှိရင်အာဆင်နယ်အသင်းဘက်ကဖိထားတယ်ဒါပေမဲ့ကိုကဖိလိုက်သူများကတွင်းသွားလိုက်ဆိုတဲ့ same old story အတိုင်းပဲဒီကနေ့မှလည်းအဲ့ဒီအတိုင်းပဲအာဆင်နယ်အသင်းကဥဆောင်ကိုအရောင်းအရင်စပေးခဲ့ရပါတယ်အာတီတာရဲ့နီးဖြူဟာဘိုင်းကကိုယ့်အသင်းကိုတိုက်စစ်ဆင်တဲ့အသင်းမျိုးနဲ့တွေ့တဲ့အခါမျိုးတွေမှာကောင်းကောင်းကြီးအလုပ်ဖြစ်ပေမဲ့ကိုယ့်အသင်းကိုmid block low block ပိတ်တဲ့အသင်းမျိုးတွေနဲ့တွေ့တဲ့အခါမျိုးတွေမှာဒီ possessional play ဟာလုံးဝအလုံးမဖြစ်ဘူးဆိုတာကျွန်တော်တို့ title contender စဖြစ်တဲ့လွန်ခဲ့တဲ့2ရာသီ2020နဲ့2023ဘောလုံးရာသီမှာကတည်းကရာသီသိမ်းကန်နီးမှာဒီနီးဗျူဟာဘိုင်းဟာ low block mid block ပိတ်ကစားတဲ့အသင်းတွေနဲ့တွေ့ရင်လုံးဝအလုံးမဖြစ်တော့ဘူးဆိုတာရှင်းလေးပါပဲဒါကိုအာတေတာအနေနဲ့မြင်တယ်ကျွန်တော်လူတော်မြင်မယ်ဆိုရင်အာတီတာမမြင်စရာဘာအကြောင်းမှမရှိဘူးဒါပေမဲ့ဒီအလုံးမဖြစ်တဲ့ possessional play ကိုဆက်လက်ဆွဲကင်ထားနေတော့မယ်ဒီ possessional play သူ့ရဲ့ကစားဟန်ဟာတိုက်စစ်ဖွင့်တဲ့အသင်းတွေနဲ့ဆိုရင်လုံးဝအလုံးဖြစ်တယ်အဲ့ဒါကိုတော့ကျွန်တော်တရားရခိုင်လုံးအောင်မခံတဲ့အလုံးဖြစ်တယ်ဒါပေမဲ့ mid block low block နဲ့ cancel ပိတ်ကစားတဲ့အသင်းတွေမှာဆိုလို့ရှင်းဒီ possessional play ဟာဘလို့မှအလုံးမဖြစ်ဘူးဆိုတာကျွန်တော်တို့အားလုံးသိတယ်မိခဲအာတီတာလည်းသိတယ်ဒါပေမဲ့သူ့အနေနဲ့ဒါကိုအခုချိန်ထိဆက်လက်ဆွဲကင်ထားတော့မယ်အာတေတာအနေနဲ့အာဆင်နယ်အသင်းအနေနဲ့အခုနောက်လာမယ့်ရာသီမှာတကယ် world class striker စစ်တယောက်ခေါ်လိုက်အောင်တကယ်တောင်ပန်တိုက်စစ်ကစားသမားတွေကိုခေါ်လိုက်အောင်ဒီအတိုင်းသာဆက်ကစားမယ်ဆိုရင် plan B plan C မရှိဘူးဆိုရင်ကျွန်တော်တို့မျှော်လင့်နေတဲ့ major super တွေနဲ့ဆက်လက်ပြီးဝေးကွာနေအောင်မှာပဲဖြစ်ပါတယ်ဒီကနေ့ပွဲစဉ်မှာဆိုရင် Manchester United အသင်းကစားသွားတာကြည့်လိုက်ဒီကနေ့ပွဲစဉ်မှာမဟုတ်ဘူးပြီးခဲ့တဲ့ပွဲစဉ်တွေမှာကြည့်လိုက်ကိုယ့်ရဲ့ပြိုင်ဘက်အသင်းတွေဒီကောင်တာရပြီးဟေ့ဆိုရင်မျက်လုံးစုံမိတ်ပြီးတော့ပြေးတာဘာမှကိုမသိဘူးဘာမှကိုမကြည့်ဘူးဘာမှကိုမသိချင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့မျက်လုံးစုံမိတ်ပြီးတော့ပြေးတာကိုယ့်အသင်းကောင်တာရသွားရင်ကြည့်လိုက်4-5လမ်းထက်ဘတော်မှပိုမပြေးဘူး4-5လမ်းလောက်ပြေးလိုက်တယ်ပြီးရင်ရက်လိုက်တယ်ဘာလို့ဖို့လဲဆိုတော့ possessional play ပြန်ကစားဖို့အတွက်ကိုယ့်လူတွေကိုပြန်စောင့်တာ
အဲ့ဒီအချိန်မှာတစ်ဖက်အသင်းရဲ့ cancel setup ကကောင်းကောင်းကြီးအလုပ်ပြန်လုပ်ပြီးတော့အာဆင်နယ်အသင်းကိုကျေးဇူးတင်ပါတယ်အာဆင်နယ်ရေးလို့ပြောမသွားတာပဲကြံပါတော့တယ်နောက်ရာသီမှာအခုနကျွန်တော်ပြောတဲ့နောက်ရာသီမှာတကယ် world class striker စစ်တယောက်ခေါ်လိုက်အောင်တောင်ပန်တိုက်စစ်ကစားသမားတွေကိုခေါ်လိုက်အောင်သူတို့မှာရှိတဲ့ပင်ကိုပါရာမီတွေကိုထုတ်မသုံးခိုင်းမဲနဲ့ဒီအလုံးမဖြစ်တဲ့ positional play ထဲမှာခံစစ်ပိတ်တဲ့အသင်းတွေနဲ့တွေ့ရင်ပြောတာနော်ခံစစ်ပိတ်တဲ့အသင်းတွေနဲ့တွေ့တဲ့အချိန်မှာဒီအလုံးမဖြစ်တဲ့ positional play ကိုဆက်ပြီးကစားချိန်ပြီးတဲ့အာဆင်နယ်အသင်းကျွန်တော်တို့မျှော်လင့်နေတဲ့ major supply နဲ့ဝေးကွာနေအောင်ပါပဲဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင် Ruben Amorim ကရှင်းတယ်အာဆင်နယ်အသင်းကိုငါတို့ခံစစ်ပိတ်ကစားမယ်သူတို့အပြတ်တရားနေမှာတစ်ဆင့်ငါတို့တွင်းကိုတွေရယူမယ်ဆိုတဲ့အတိုင်းပဲ quick transition counter တွေကနေပြီးတော့သူတို့အာဆင်နယ်အသင်းကိုအချိန်ချင်းဒုက္ခပေးတယ်ပထမပိုင်းမှာဆိုရင်အာဆင်နယ်အသင်းကဂိုးသမား David Raya ကလွဲပြီးတော့ကျန်တဲ့ကစားသမား10ယောက်စလုံးဒီ Manchester United အသင်းရဲ့ကွင်းဘက်အချမ်းကိုတက်ပြီးတော့ press လုပ်ထားတယ်ကစားတယ်ဘောလုံးတွေ pass တွေလုပ်တယ်အခွင့်အရေးတွေဖန်တီးတယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးတွေဒီဘာမှဖြစ်မလာဘူးဘေးတက်တွေတည်တယ်ကိုကဘောလုံးကင်ထားတယ်ကောင်းကောင်းကစားတယ်ဒါပေမဲ့ final တက်ထဲရောက်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းဟာလုံးဝကိုပြီးဆုံးမှာပါပဲတွားမရှိတဲ့ကြားတကောင်လိုပါပဲတကယ်ကိုကကိုက်ရတော့မယ်ဖြတ်ရတော့မယ်ဟေ့ဆိုလို့ရှိရင်ဘာမှမလုပ်နိုင်တော့ပါဘူးဒီကနေ့မှလည်းဒါကိုကျွန်တော်ထပ်ပြီးတွေ့ခဲ့ရတယ် one touch တွေဘောလုံးပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့ကမြင်ကျင်တာမဟုတ်ဘူးအဲ့လိုကစားကျင်လားကစားကို့အသင်းကိုတိုက်စစ်ဖွင့်တဲ့အသင်းနဲ့တွေ့ရင်အဲ့လိုကစားစားမှာကျွန်တော်ဘာမှမပြောဘူးကို့အသင်းကိုခံစစ်တွေပိတ်ထားတဲ့အသင်းမျိုးနဲ့တွေ့တဲ့အခါမျိုးတွေမှာဒီလိုကစားတာမျိုးကြီးကဒါဘလို့မှကိုဘောင်ဝင်တန်းဝင်အနေထားမျိုးတွေမှာရှိမနေဘူးပထမပိုင်းမှာဒီလိုကစားအနေနဲ့ဇီးဇီးနဲ့ပြီးသွားတော့မှထင်းတဲ့အခါမျိုးမှာကို့အသင်းအမားအနေမှာတဆင်းကောင်တာပြန်ပေးလိုက်ရတဲ့အဲ့ဒီကောင်တာကိုလီယိုနိုထရော့ဆက်အနောက်ကနေဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့နေရာကလည်းလုံးဝကိုနေရာကောင်းကွက်တီပဲနှစ်လမ်းလောက်သာစောဖြတ်လိုက်လို့ရှိရင်ဘာမှပြဿနာမဖြစ်ပေမဲ့နှစ်လမ်းလောက်နောက်ကျသွားတဲ့အခါမျိုးမှာဘာဖြစ်သွားလဲ Bruno Fernandes နေရာကောင်းကောင်းရသွားတယ် Bruno Fernandes ကကန်ချက်ကောင်းတယ်ဆိုပေမဲ့ကို့ဂိုးသမား David Raya ရဲ့နေရာယူမှုအားနေတာကြောင့်လည်းပါတယ်ဂိုးဝင်သွားတယ်ဒုတိယပိုင်းပြန်စားတဲ့အခါမှာ Manchester United အသင်းဘက်ကပထမပိုင်းမှာရခဲ့တဲ့ဥဆောင်ဂိုးကြောင့်သူတို့ပို့ပြီးတော့ confidence ရှိလာတယ် Arsenal အသင်းကိုသူတို့ပို့ပြီးတော့ဖွင့်တိုက်တာမျိုးတွေလောက်လာတယ်အထူးသဖြင့်တော့ဒီ counter တွေကနေမှတစ်ဆင့် Arsenal အသင်းကိုသူတို့တော်တော်လေးဒုက္ခပေးတယ်ဒီ Mazraoui ကန်တယ်ဂိုးသမား David Raya ခြေထောက်နဲ့ပုတ်ထုတ်တယ်ပြီးတော့လို့ရှိရင် Zexi နောက်ပေါင်းနဲ့ပိတ်တယ်ဂိုးသမား David Raya ပုတ်ထုတ်တယ်ဓာတွေးသား David Raya မပုတ်ထုတ်နိုင်ခဲ့ရင်အာဆင်နယ်အသင်းဒီကနေ့ပွဲစဉ်မှာခြေပါကိုပြန်ရဖို့ဆိုတာလည်းလုံးဝမဖြစ်နိုင်ဘူးဒီ moment နှစ်ခုမှသာ David Raya မကယ်ခဲ့ရင် 1-1 ဆိုတဲ့ result ထွက်လာစရာအကြောင်းလည်းမရှိပါဘူးအာဆင်နယ်အသင်းဟာမိနစ်60မပြည့်ခင်မှာEthan Nwaneri တော်တော် struggle ဖြစ်နေတာကို Arteta ထုတ်လိုက်တယ် Martinelli ထည့်တယ်အဲ့ဒီအချိန်လောက်ကစလို့မှ Arsenal အသင်းနည်းနည်းလေးအလုံးခက်လေးတွေဖြစ်လာတယ် Martinelli သူ့ဘက်အချမ်းအနေပေါ့နော်ဒီညာတောင်မှန်ဘက်အချမ်းတွေကထိုးပေါက်တိုက်စစ်စင်မှုတွေပြုလုပ်တယ်ဒါပေမဲ့ဂိုးရဖို့အတွက်မလုံလောက်ဘူး Arsenal အသင်းရသွားတဲ့ခြေပဂိုးမှာဆိုလို့ရှိရင်လည်းညာတောင်မှန်ခံစစ်က Julian Timber တိုက်စစ်ထိလိုက်ပါတယ်သူ့ရဲ့အတိုးလုံးကနေမှတဆင်သူ area တွေကိုဝင်လာတယ်ပြန်ချပေးလိုက်တဲ့ဟာကို Declan Rice volley ကန်ချက်နဲ့အပြင်းကန်သွင်းပြီးတော့ Arsenal အသင်းအတွက်ခြေပဂိုးရယူပေးခဲ့တယ်ဒီကနေ့ပွဲစဉ်မှာ Declan Rice ကစားသွားတဲ့ကစားဟန်ဒီသူ့ကိုကြည့်ပြီးကျွန်တော်တော်တော်လေးအားလဲအားနာတယ်လို့တနာလဲတနာတယ်တပွဲလုံးကိုမစုံမနစ်သူကစားသွားတယ်သူဟာလက်ပတ်မပတ်ထားတဲ့အာဆင်နယ်အသင်းရဲ့အသင်းခေါင်းဆောင်ပဲတန်း100ဟာဘာကြောင့်ပေးရလဲတန်း100တန်နဲ့ကစားသမားဟာဘယ်လို performance လဲဆိုတာ Declan Rice ကအများနဲ့တက်တည်ပြနေတယ်ဒီလို world class performance မျိုးလိုချင် world class အဆင့်ပတ်စံသုံးရမယ်သူဂိုးသွင်းတယ်ဂိုးသွင်းပြီးဘယ်လောက်မှမကြောက်ဘူး Mikel Merino အမားနေမှာတဆင် white line ဘောလုံးရသွားတယ်ဆွဲတက်သွားတယ်1 by ဂိုးသမားနဲ့1 by 1ကန်ကန်နီးမှာသူ့ရဲ့ tackle တာမလုံနိုင်ခဲ့ရင်ပြီးသွားပါပြီဒီပွဲစဉ်ဟာအာဆင်နယ်အသင်းတမမမရပဲအဝေးကွင်းကနေပြန်လာနိုင်ရတဲ့အခြေအနေရောက်သွားမှာဖြစ်တယ်လို့ပွဲပြီးကန်ဒီမှာ David Raya double save တာမလုပ်ခဲ့ရင်မတွေးရစရာပါပဲတန်း100တန်းဟာလည်းတန်း100တန်းအလုံးလုံးတယ်လို့ David Raya ဟာလည်းရွှေလက်အိတ်ဆုရှင်ဖြစ်တာကြောင့်ရွှေလက်အိတ်ဆုရှင်အလုံးလုံးတယ်မှန်တယ်ပေးလိုက်ရတဲ့ဂိုးမှာတော့သူ့ရဲ့နေရာယူပုံလိုအပ်ချက်ရှိတယ်ဆိုပေမဲ့ Mazraoui ရဲ့ကန်ချက်ကိုသူခြေထောက်နဲ့ရှင်းထုတ်လိုက်တာ Zexi ရဲ့နောက်ပေါက်ပိတ်သွင်းမှုကိုသူဖမ်းယူလိုက်တာပြီးတော့ပွဲပြီးကန်ဒီမှာလှုပ်လိုက်တဲ့ double save သူပုတ်ထုတ်တယ်အဲ့ဒီဟာဂိုးနားမှာပဲဝဲနေတဲ့ဟာကို तू အမြန်ပြန်ထပြီးတော့တော်တော်လေးမြန်နေ तू ပုတ်ထုတ်လိုက်တယ်အကယ်လို့ तू ပုတ်ထုတ်တာပေါ့နော်ဒီစက္ကန့်ဝက်လောက်သာနောက်ကျမယ်ဆိုလို့ရှိရင်ကျင်းသေးတယ်အဲ့ဒါဂိုးဖြစ်ပြောင်းလဲသွားမှာပဲဒီနှစ်ယောက်သာမကယ်ရင်ဒီကနေ့ပွဲစဉ်အာဆင်နယ်အသင်းဟာတမမရဘဲနဲ့အိမ်ပြန်လာတဲ့အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်ပြီးတော့နောက်တစ်ယောက် Martin Odegaard ဆာကာ
ဒဏ်ရာရသွားခြင်းနဲ့အတူအိုဒီဂက်ဟာလည်းပျောက်ဆုံးသွားပါတယ်ဒါဟာအစာကဒဏ်ရာရသွားမှာမဟုတ်ပါဘူးပွင့်လင်းပြောလို့ရှိရင်ဒီယာဒီမာတင်အိုဒီဂက်ရဲ့စွမ်းဆောင်ရည်ကတော်တော်လေးကိုမှ struggle ဖြစ်နေတယ်ဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့ရဲ့ pass တွေသူ့ရဲ့အရင်အနွဲတွေဟာအာဆင်နယ်အသင်းကိုဘာမှအကျိုးမပြုခဲ့ဘူးတချို့ moment တွေမှာဆိုလို့ရှိရင် तू ပေးလိုက်လို့ရမယ်ဆိုတာ तू မပေးဘဲနဲ့ तू ဘောလုံးဆွဲတက်သွားတာနေရာတွေမှာတဆင့်အဲ့ဒီကနေမှတဆင့်ဘောလုံးပြန်ပြက်ပြီးတော့ကိုယ့်အသင်း counter ပြန်ပေးလိုက်ရတဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့အချိန်ပေါင်း2ချိန်လောက်ကျွန်တော်တို့တွေ့ခဲ့ရတယ်မာတင်အိုဒီဂက်တော်တော်လေးကိုမှဒီယာဒီမှာခြေစွမ်းတော်တော် struggle ဖြစ်သွားတာကတော့အာဆင်နယ်အသင်းအတွက်တော်တော်လေးကိုမှနစ်နာစေတယ်ပြီးတော့လို့ရှိရင်ကီရန်တီယာနေဝင်လာတော့မှသာလျှင်အာဆင်နယ်အသင်းရဲ့ဘယ်တောင်မှန်အချမ်းကတော်တော်လေးအလုပ်ဖြစ်သွားတယ်အာဆင်နယ်အသင်းဘက်ကလည်းပြန်ပြီးတော့အနိုင်ရမယ့်အခွင့်အရေးရခဲ့တယ်ကီရန်တီယာနေ area တွေကိုအနေပေါ်ဖြတ်ချိုးပေးတယ်မာတင်အိုဒီဂက်ကန်ပေမဲ့ဂိုးသမားအိုနာနာကာကွယ်သွားနိုင်ခဲ့တယ်ဒီကနေ့ပွဲစဉ်မှာနှစ်ဖက်စလုံးရဲ့ဂိုးသမားရဲ့လက်စွမ်းပြကာကွယ်ခဲ့လို့တစ်ဖက်တကိုးစီတည်ကြခဲ့တယ်လို့တော့ပြောလို့ရပါတယ်အထူးသဖြင့်ကတော့အာဆင်နယ်အသင်းရဲ့ကစားသမား2ယောက်ဖြစ်တဲ့ Declan Rice နဲ့ David Raya သာအာဆင်နယ်အသင်းကိုမကယ်ခဲ့လို့ရှိရင်အာဆင်နယ်နဲ့ဒီကနေ့မှာရှုံးသွားနိုင်တဲ့အနေအထားတရက်မှာရှိခဲ့ပါတယ်အဲ့တော့အာဆင်နယ်အသင်းဒီယာဒီမှာကျွန်တော်တို့ရှုံးပွဲက3ပွဲပဲရှိထားတယ်ဆိုပေမဲ့တရေ10ပွဲရှိတယ်အဲ့ဒီ10ပွဲမှာကိုကဖိလိုက်သူများကတွင်းသွားလိုက်ရှုံးခဲ့တဲ့3ပွဲမှာကိုကဖိလိုက်သူများကတွင်းသွားလိုက်အနေအထားမျိုးတွေနဲ့အာဆင်နယ်အသင်းအမှတ်တွေရောခဲ့တယ်ရှေ့မှာလာမယ့်ယာဒီမှာတော့မီကယ်အာတီတာအနေနဲ့ plan B plan C ကိုထားဖို့အတွက်တော့လိုအပ်နေပြီသူ့ရဲ့နီးဗျူဟာပိုင်းဒီကိုကိုတိုက်စစ်ဖွင့်ဆော့တဲ့အသင်းတွေနဲ့ဆိုပြဿနာမရှိပေမဲ့ကိုကိုခံစစ်ပိတ်ထားတဲ့အသင်းတွေနဲ့ဆိုရင်လုံးဝကိုအလုံးမဖြစ်ဘူးအဲ့လိုပြောလို့ကျွန်တော်အာတီတာ fan တွေကလာပြောလိမ့်မယ်အာဆင်နယ်အသင်းမှာအဓိကကစားသမားတွေဒဏ်ရာရနေတယ်โอเคအဲ့ဒါဆိုအဓိကကစားသမားတွေဒဏ်ရာမရခဲ့တဲ့လွန်ခဲ့တဲ့200ဒီဇက်ကိုလည်းပြန်ကြည့်ပါခံစစ်ပိတ်တဲ့အသင်းတွေနဲ့တွေ့တိုင်းအဓိကကစားသမားတွေစုံလင်အောင်ပါနေသည့်တိုင်ကိုကဖိလိုက်သူများကတွင်းသွားလိုက်နေပဲဖြစ်နေခဲ့တယ်ဆိုတာမမေ့ဖို့အတွက်လိုပါတယ်ကျွန်တော်အာဆင်နယ်အသင်းကတော့ Premier League မှာအရာအလုံးပြီးဆုံးသွားပြီကျွန်တော်ကတော့ပြီးခဲ့တဲ့ဒီဇင်ဘာလတည်းက Everton နဲ့ ZZ တေးကြတဲ့ပွဲစဉ်အပြီးကတည်းကကျွန်တော်ကယုံကြည်လိုက်တဲ့အတွက်ကျွန်တော်ကဘာမှတော့မခံစားရဘူးနောက်ဆုံးတစ်ခုမျှော်လင့်တာကတော့ Champions League မှာအာဆင်နယ်အသင်း Master Game Plan တစ်ခုနဲ့ဘယ်လောက်ထိလုပ်ပြမလဲပြောလို့သာပြောရတာပါအာတီနာအနေနဲ့ Master Game Plan ထားမဲ့ပုံလဲပေါ်တော့မပေါ်ပါဘူးဒီဟာဒီ Champions League မှာတော့ Arsenal အသင်းဘယ်လောက်ထိဝေးသွားနိုင်မလဲဆိုတာကိုပဲကျွန်တော်တို့အားလုံးဆက်လက်စောင့်မျှော်ကြည့်ရှုရမယ်ကဲဘယ်လိုပဲဖြစ်ပါမရှုံးသွားတာကတော့တော်သေးတယ်ဆိုပေမဲ့ Arsenal လိုအသင်းအတွက်ကတော့တည်ကြတယ်ဆိုတာကတော့ရှုံးတဲ့ခံစားချက်နဲ့အတူတူပါပဲကဲဒါဆိုရင်ကျွန်တော်ရဲ့အစီအစဉ်လေးကတော့ဒီမှာပဲရှင်းထားလိုက်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်ရှုအားပေးခဲ့ကြတဲ့ Arsenal fans ညီကိုမောင်နှမများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်